Fedes တတိယမွေးနေ့ကိုစတန်နဲ့အတူတူတွားရောက်ဂါရဝပြုခဲ့တဲ့ကျော်စွာဝင်းပရိသတ်များလုံးမဲ့မင်္ဂလာပါဗျာလက်ဝစ် Supreme ကတင်ဆက်နေပါတယ်ကမ္ဘာကျော် Fedes ကလပ်ကထိုင်းနိုင်ငံပတ်တရားမြို့မှာအခြေစိုက်ပြီးကမ္ဘာဆင့်မီဖိုက်တာပေါင်းများစွာကိုမွေးထုတ်ပေးနေတဲ့နေရာတစ်ခုပါဒီကလိုင်းအောင်မြင်မှုတွေရဲ့နောက်ွယ်မှာခိုင်မာတဲ့စီးလုံးမှုနဲ့မိသားစုစိတ်ဓာတ်တွေရှိနေပါတယ်အထူးသဖြင့်မလ24ရက်နေ့မှာကြာရောက်တဲ့ Fedes တတိယမွေးနေ့မှာကလိုင်းရဲ့မင်းသမီးလေးစတန်နဲ့မြမကုံဆောင်ကျော်စွာဝင်းတို့အတူတကွတွားရောက်ဂါရဝပြုကြောခဲ့ကြတာကသူတို့နှစ်ဦးကြားကရင်းနှီးတဲ့တန်ရောစင်နဲ့အသင်းပေါ်ထားရှိတဲ့တစ္ဆာတရားကိုမိမောင်းထိုးပြလိုက်တာဖြစ်ပါတယ်။စတန်နဲ့ဂျော်ဆာဝင်းတို့က Fedes Gym မှာအတူတူလေ့ကျင့်နေကြတဲ့အသင်းပေါ်တွေဖြစ်ကြပါတယ်။စတန်က1 Championship ရဲ့အမျိုးသမီးတန်းမှာကမ္ဘာချန်ပီယံဆုတွေစုခူးထားတဲ့ဝိုင်းကစားမတူဖြစ်တယ်လို့ဂျော်ဆာဝင်းကလည်းမြန်မာပြည်ကနေထိုင်းပြည်မှာအခြေချပြီးထူးချွန်တဲ့လက်စွမ်းနေနဲ့ပရိသတ်အားပေးမှုတွေကိုခိုင်မာရရှိထားသူပါ။သူတို့နှစ်ဦးစလုံးဟာ Fedes တထေးကြီးရဲ့မြေတောင်မြောက်ပေးမှုစနစ်တကျလေ့ကျင့်ပေးမှုတွေအောက်မှာအခုလိုမျိုးတောက်ပလာကြတာဖြစ်ပါတယ်။လေ့ကျင့်စခန်းမှာအတူတူပင်ပန်းခံလေ့ကျင့်နေတဲ့စတန်နဲ့ဂျော်ဆာဝင်းတို့ကြားမှာမောင်နှမတပ်ဖွဲ့တန်ရောစင်တွေဖြစ်ပေါ်လာခဲ့ကြပါတယ်။စတန်ရဲ့ပြောပြနေတဲ့ဇီအိုင်းနဲ့ဂျော်ဆာဝင်းရဲ့ယူသားပြီးတော့ကြိုးစားတဲ့စိတ်ဓာတ်တို့ပေါင်းဆက်လိုက်တဲ့အခါမှာတော့သူတို့နှစ်ယောက်ကတယောက်ကိုတယောက်အားပေးကူညီကြတဲ့အရင်ကြီးဆုံးအသင်းပေါ်တွေဖြစ်လာပါတယ်။လေ့ကျင့်ရေးမှာတွေမကဘဲနဲ့အပြင်လောကမှာပါအပြန်အလှန်လေးစားမှုရှိကြတာကိုအခုလိုတထေးကြီးကိုအတူတူတွားရောက်ကြောတဲ့လောက်ရက်ကတသေးပြနေတာပါ။စတန်နဲ့ဂျော်ဆာဝင်းတို့ရဲ့တန်ရောစင်ကရိုးရိုးအသင်းပေါ်ထက်ပိုတဲ့မိသားစုဝင်စိတ်ဓာတ်ဖြစ်ပါတယ်။တထေးကြီးရဲ့မွေးနေ့မှာသူတို့နှစ်ဦးပြသခဲ့တဲ့ဂါရဝတရားကအားကစားလောကမှာအပြန်အလှန်လေးစားမှုနဲ့တစ္ဆာတရားကဘယ်လောက်အရေးကြီးတယ်လဲဆိုတာကိုနမူနာကောင်းတစ်ခုပြသလိုက်တာပါဒီလိုရွှေအောင်မောင်နှမနှစ်ဦးရဲ့အောင်မြင်မှုတွေကရှေ့ဆက်ပြီးတော့လေ Fedes ကလပ်ကြီးနဲ့တူကဘာကိုပုံမတုံလှုပ်စေအောင်မှာအသေးချပါ